ထိုင်လိုက်စမ်းပါမင်းတို့တွေအဲ့ဒီယွန်စရာကောင်းတဲ့ကြိုသားတတော်တွေကိုလုံးဝမုန်းတာပဲမလားအသက်ရှင်ကျန်ရစ်ဖို့အတွက်နိုင်ငံတီးတီးကကစားသမားတွေဟာကြိုသားတွေကိုလက်ခံပြီးသူတို့ရဲ့လူသားဆန်မှုကိုဆွန့်လွတ်ခဲ့ကြတယ်ငါလားငါကတော့ဘာမှတောင်တုံဆိုင်မနေခဲ့ဘူးစစ်မှန်တဲ့လူသားစစ်စစ်ပဲဘာမေးခွန်းမှမရှိဘူးအဲ့ဒီနောက်ငါပိုင်တဲ့ထဲမှာသူ့ကိုယ်သူလူသားလို့ခေါ်နေတဲ့အယုတ်ဆိုးရဲ့ကြိုသားတစ်ကောင်ကိုတွေ့လိုက်ရတော့ငါတော့သက်ထွက်သွားတယ်ငါချက်ချင်းပဲအပြည့်ရှင်းဖြစ်ဖို့အမင်းထုတ်လိုက်တဲ့ကဘာမြဤပြည်တော်စုကိုလူသားပြည်တော်စုလို့အမည်ပြောင်းလိုက်ပြီးအဲ့ဒီအချိန်မှာပဲစတုထမြောက်ကပေးစနစ်ကစတင်အသက်ဝင်လာခဲ့တယ်ငါဟာဖြည့်ဆည်းခြင်းချေမှုန်းခြင်းနဲ့ယဉ်ကျေးမှုလူအဖွဲ့အစည်းတွေကိုကြုံပြုခြင်းဆိုတဲ့ကပေးပုံစံတွေကိုအပြည့်အဝဝင်ရောက်သွားခဲ့တဲ့အားလုံးဟာဂလက်စီနေပညာတွေကိုရယူဖို့အတွက်ဖြစ်ပြီးအခြားသူတွေကတော့ကြိုသားဖြစ်ပြောင်းလဲဖို့စိတ်လှုပ်ရှားနေတော့ပဲမင်းရဲ့စစ်တင်မောအုပ်စုကကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပြီးကဘာပြတ်မြောက်တွေအပြင်းထန်လောင်ကျွမ်းစေတဲ့လက်နက်တွေဤဒါစွမ်းအင်တုံးအာဂါသစနစ်တွေတောင်အားလုံးအဆင်သင့်ဖြစ်နေပြီးပြာလဲတော့ကျဲကဘာမြေစီမှာတော့ငကားနိုင်ငံတော်ရဲ့ခန်းကြမ္မာကင်းဟာဒီတစ်ချိန်မှာကျုံမြို့တော်ပေါ်ကိုကြားရောက်လာခဲ့တဲ့ကျုံမြို့တော်ကလူကြီးတိုင်းဟာကျေတာရရှင်သခင်ဖြစ်နိုးထွင်းရရှိပြီးဂလက်စီစစ်မြေပြင်စီကိုတိုက်ရိုက်ရွှေ့ပြောင်းပေးခြင်းခံရမှာဖြစ်တယ်ပထမဆုံးအစ်စ်မြင့်နိုးထချင်းရင်ပြင်ဆင်သွားကြဆိုငါကတော့ဒီအဆင့်ယဉ်ကျေးမှုကိုရရှိခဲ့တဲ့လူသားတွေထက်30ပုံမိုတမာတဲ့တပိုင်းသားရဲမျိုးနွယ်ဟာငါအတွက်ပိုတောင်ကောင်းသေးတဲ့အေးအဆင့်အချွဲကောင်ရေပွဲမျိုးနွယ်အင်းသူတို့ကရုပ်ဆိုးပေမဲ့အသက်ရှင်တဲ့နိုင်စွမ်းကိန်းကနန်းတွေကတော့အမခမ်းပဲသူတို့ကခနာကိုတောင်ခွဲထွက်နိုင်သေးတယ်ဒီတစ်ခေါက်ငါတို့တကယ်အဆင်ပြေသွားပြီစင်ပေါ်မှာတော့အသစ်ဆက်နိုးထလာတဲ့လူငယ်တယောက်ဟာအခုဆိုစိမ့်လန်းနေတဲ့သူ့ရဲ့လက်မောင်းတွေကိုလေရဲမှမြောက်ပြီးအောင်ပွဲခံနေရဲ့အောက်ကလူအုပ်ကြီးကတော့မနာလိုဖြစ်ပြီးအော်ဟစ်အားပေးတဲ့တွေဆူညံသွားခဲ့တဲ့ကန်ကြမာကင်းစတင်ကလေးကကြိုသားတွေဟာအသက်ရှင်တဲ့မှုအတွက်အကောင်းဆုံးရောက်အေးချေစရာဖြစ်လာခဲ့တဲ့ငကားနိုင်ငံတော်ဟာအရင်ကအစည်းကမ်းကိုထိမ့်သိမ်းခဲ့တဲ့အချိန်တိုင်းမှာလူသားစစ်စစ်ကိုပဲရွေးချယ်ခဲ့တယ်ဒါပေမဲ့ဆုံးရှုံးမှုတွေတစ်ခါပြီးတစ်ခါကြုံရပြီးနောက်မှာတော့သူတို့နောက်ဆုံးမှာလက်လျှော့လိုက်ရတော့တယ်ကြိုသားတွေကိုမုန်းတီးတဲ့သူတွေတောင်အသက်ရှင်တဲ့ရေးကပထမဖြစ်လို့အောင်အေးသေးခံခဲ့ကြရတယ်နိုင်ငံတော်ရဲ့ကံကြမ္မာအတွက်သူတို့ဟာနှာခေါင်းပိတ်ပြီးဂျပန်မျိုးနွယ်ကိုရွေးချယ်ခဲ့ကြတယ်အဲ့ဒီတန်ခါးပွင့်သွားပြီးရင်တော့ပြန်ပိတ်ဖို့မရှိတော့ဘူးနောက်တစ်ယောက်ကတော့ဦးရှင်းကျွဲเจ้าရဲ့အယိုးရှင်းဆုံးနဲ့အချောဆုံးလူငယ်ဟာစင်ဘောကိုရှောက်လန်းလာတဲ့အခါမင်းကလေးတိုင်းကနှမျောတတ်ဖြစ်သွားကြတယ်ဒီလောက်ချောမောတဲ့မျက်နှာကိုဖြုံးတီးပစ်တာပဲသူအနည်းဆုံးတော့တားရဲမျိုးနွယ်ကိုရွေးချယ်မိဖို့မျှော်လင့်ပါတယ်အဲ့ဒါဆိုရင်သူဒီမျက်နှာကိုထိန်းထားနိုင်ဦးမှာငါပတ်ဝန်းကျင်ကပြောဆိုတဲ့တွေကိုကြားရတော့ငါပိုက်ထဲမှာပြုတ်အန်ဂျင်စိတ်ဖြစ်လာမိတယ်တခြားကဘာကဥပြောင်းလာသူတို့ဦးနဲ့မဟာဗျဦးဟာကင်းကစားသူဟောင်းတယောက်အနေနဲ့ဒီလိုပုံပြက်ပန်းပြက်ဖြစ်နေတဲ့စိတ်ဓာတ်ဟာငါ့ကိုယွန်ရှာစေတဲ့ကြိုသားတွေကိုလက်ခံမယ်ဟုတ်လားအဲ့ဒါကရှင်းလင်းဖယ်ရှားပြရမယ့်အညစ်အကြေးတွေပဲငါနိုးထချင်းကြောက်တုံးပေါ်ကိုလက်တွင်လိုက်တဲ့အပြာရောင်လင်းနှန်းကငါတကိုယ်လုံးကိုဝါမျိုးသွားခဲ့တယ်စီအဆင့်ယဉ်ကျေးမှုနေပညာကမိခင်ကြိုကနေထွက်ခွာနိုင်ဖို့ဝေးဆိုပြင်ပအာဃာတကိုတောင်မစူးစမ်းနိုင်သေးဘူးမင်းကလေးတစုကတော့တိတိတာတာကိုစိတ်ပြတ်သွားကြတယ်မျိုးနွယ်ရွေးချယ်ဖို့အချက်ပြတ်ချက်ပေါ်လာတဲ့အခါကုရှင်းကြအဲဟာမြေတောင်တစ်ချက်တောင်မခက်ပဲလူသားကိုပဲရွေးချယ်ခဲ့တယ်ယဉ်ကျေးမှုအဆင့်စီမျိုးနွယ်ကလူသားဖြစ်တတ်မှတ်ပြီးယဉ်ကျေးမှုတတ်မှတ်ချက်ကတော့ပြာလဲတော့ကျဲကုလသမဂ္ဂသို့မဟုတ်ကမ္ဘာမြေပြည်ထောင်စုငါအနေငယ်မျက်မှောင်ကုန်မိသွားတယ်ဒီစပ်ပြုမှုကငါလိုရှိရဲ့အရာမဟုတ်ဘူးအားနည်းလို့မဟုတ်ဘူးယွန်စရာကောင်းလို့16နာကိန်းထဲမှာတော့ကမ္ဘာမြေပြည်ထောင်စုဟာကြိုသားတွေကိုထောက်ခံပြီးတတဝအားလုံးတန်းတူညီမျှရေးဝါဒကိုကျင့်သုံးတယ်သူတို့ဟာကြိုသားတွေကိုလက်ကမ်းကြိုဆိုပြီးလူသားလို့ခေါ်ကြတယ်ဒီကမ္ဘာမြေပြည်ထောင်စုကငါ့ကိုစိတ်ပြတ်အောင်မလုပ်ဖို့မျှော်လင့်ရတာပဲငါပတ်ဝန်းကျင်ကလူတိုင်းဟာငါရဲ့ရွေးချယ်မှုကိုအံ့ဩနေကြတယ်မင်းယူနေတာလားစီအဆင့်ဖြစ်နေတာတောင်လူသားကိုရွေးချယ်သေးတယ်ဟုတ်လားဒီလိုချိန်မျိုးမှာရုပ်ရည်ကိုပူပန်နေတာလားငကားနိုင်ငံတော်ကနောက်ထပ်ဆုံးရှုံးမှုကိုအဖြစ်မခံနိုင်တော့ဘူးစီအဆင့်ယဉ်ကျေးမှုနဲ့ဆိုတော့ဘသူကမှသူ့ကိုအားကိုးဖို့မမျှော်လင့်ထားကြပါဘူးအဲ့ဒီမှာအသက်ရှင်ကျန်ရစ်ဖို့တင်အောင်မြင်မှုတစ်ခုဖြစ်နေပြီးဒါပေမဲ့ဆာဂူယာနိုင်ငံတော်ကကိုအီနုဂျီရိုဆိုတဲ့ကောင်ကတော့စီအဆင့်တူတူပဲကိုတောက်ပတဲ့ပိုးဟပ်မျိုးနွယ်ကိုရရှိခဲ့တယ်အဲ့ဒီတတဝါကနျူကလ িয়ার ဆုံးဖြစ်ပစ္စည်းတွေထဲမှာတောင်အသက်ရှင်နိုင်တဲ့တန်တရားတွေနဲ့လောင်ပြောင်မှုတွေအားလုံးကိုရင်ဆိုင်ရပေမဲ့ငါကတော့ဘာမှဂယုမဆိုင်ဘူးငါအမြင်မှာတော့ဒီလူတွေဟာသူတို့ကိုသူတို့လူသားလို့ခေါ်ဆိုခွင့်ဆုံးရှုံးသွားကြပြီးအဲ့ဒီအချိန်မှာပဲငါခေါင်းထဲမှာအတန်တစ်ခုထွက်ပေါ်လာခဲ့တယ်။ကိုင်းညီရဲ့အင်ရှင်ကိုတွေးရှိပါပြီ။စတုထမြောက်ကပေးစနစ်ထည့်သွင်းခြင်းပြီးဆုံးပါပြီ။စတုထမြောက်ကပေးစနစ်ဟုတ်လားငါမျက်လုံးတွေတောက်ပသွားခဲ့တယ်။ဒီစနစ်ရှိရင်ငါဘလို့ယဉ်ကျေးမှုမျိုးမှာပဲနိုးထနိုးထဘာမှမဖြစ်တော့ဘူး။တကယ်တော့စတုထမြောက်ကပေးယူဆကိုနောက်ပိုင်း online ဝတ္ထုတွေနဲ့ဂိမ်းတွေကအများကြီးကူးယူခဲ့ကြပြီမဲ့အဲ့ဒါဘယ်ကလာလဲဆိုတာငါတိကျတည်တဲ့16နာဂိမ်းမူလစာပဲ16ငါထိမ့်သိမ့်သူတွေဒါမှမဟုတ်ကပေးတဲ့တော်တွေပေါင်းဆက်ထားတာထက်ပုံမကြောက်စရာကောင်းတဲ့ကပေးကူရှင်အကျွဲတယောက်စနစ်ကိုမစစ်ဆေးရသေးခင်မှာပဲလူအုပ်ကြီးဟာရုတ်တရက်ပြန်လေရုံရင်းဆန်ခတ်ဖြစ်သွားပြန်တယ်နောက်တစ်ယောက်ကတော့ချူရှီရွေးဂျုံမျိုးတော်ရဲ့ပထမဆုံးအဆင့်ကျောင်းလာပကေးစင်ပေါ်ကိုတက်လာခဲ့ပြီးဒါဟာလူတိုင်းစောင့်မျှော်နေတဲ့အချိန်ပဲအလွန်မင်းလာပါတဲ့ကျောင်းလာပကေးသူပဲစစ်မှာနိုးထလာမလဲပြီးတော့ဘလိုမျိုးနွယ်ကိုရရှိမလဲသူရှိကလာပါတဲ့မင်းကလေးတော်များများဟာထူးဆန်းတဲ့မျိုးနွယ်တွေကိုရရှိသွားပြီးယောက်ျားလေးတွေရဲ့စိတ်ကူးယဉ်မှုတွေကိုဖျက်ဆီးခဲ့ကြတယ်ငကားနိုင်ငံတော်ကလူတွေဟာကြိုသားစွမ်းအားကိုလိုချင်ကြပေမဲ့လူသားတွေရဲ့အလှပစံနှုန်းကနေရုံမထွက်နိုင်ကြသေးဘူးအချို့မင်းကလေးတွေကတော့တာရင်နာရွက်ဒါမှမဟုတ်အမီးတွေနဲ့နိုးထလာကြပြီးအဲ့ဒါကသူတို့ကိုပိုတောင်ရေပန်းစားစေခဲ့သေးတယ်အမှန်တိုင်းပြောရရင်အလှပကေးတယောက်ကြာဆုံးသွားတာကိုကြည့်ရတာကလူကျော်တယောက်ကြာဆုံးတာကိုကြည့်ရတာထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့အဲ့ဒါကချူရှီရွက်တယောက်တကယ်ပဲနိုးထနိုင်ပါမလားဆိုတဲ့အပေါ်မှာမူတည်နေရဲ့လူတိုင်းကနိုးထနိုင်တာမဟုတ်ဘူးဂလက်စီစစ်မြေပြင်ကရက်ဆက်လုံးဤတဲ့လူများစုကတော့နိုးထဖို့တောင်မမျှော်လင့်ကြတော့ဘူးငကားနိုင်ငံတော်မှာပဲနေထိုင်ခြင်းကအသက်ရှင်တဲ့မို့ဖြစ်ပြီးကြော်သားဖြစ်ပြောင်းလဲဖို့ခက်ခဲတဲ့ရွေးချယ်မှုတွေမလိုတော့ဘူးရွှေရောင်လင်းနှန်းတစ်ခုကချူရှီရွက်ကိုဝါမျိုးသွားခဲ့တယ် S အဆင့်ယဉ်ကျေးမှုရဲ့
အမတ်ဒါပဲမဖြစ်နိုင်တာ S အဆင့်ဟုတ်လားဒါငါတို့ကန်ကြမာကင်းရဲ့ပထမဆုံး S အဆင့်ကစားသမားလားငကားနိုင်ငံတော်နောက်ဆုံးမှာပြန်လည်ဦးမော့လာတော့မှလားစကားကိုစင်ကျင်ပြောပါအဲ့ဒါကိုရာဇပလင်ကိုပြန်လည်ရယူခြင်းလို့ခေါ်တယ်ချူရှီရွဲဘလို့ယဉ်ကျေးမှုမျိုးရမလဲဆိုတာကိုလူတိုင်းသိကျင်နေကြတယ်ငကားနိုင်ငံတော်တစ်ခုလုံးယူသွမတက်ဖြစ်နေရတယ်ဆာဂူယာနိုင်ငံတော်တုတ်ကောက်နိုင်ငံတော်နဲ့ဟင်းခတ်အမွေးကြိုင်နိုင်ငံတော်တို့ကတော့မနာလိုမှုတွေနဲ့တောက်လောင်နေကြတယ်ဒါပေမဲ့စင်ပေါ်မှာတော့ချူရှီရွဲရဲ့မျက်နှာမှာပျော်ရွှင်မှုလုံးဝမရှိဘူးပြောရရင်တော့သူဟာဖြူဖြော့နေပြီးနှုတ်ခမ်းတွေအနေငယ်တုံရင်နေတယ်အဲ့ဒါကမတွေးဝံ့စရာအခြေအနေကနေကံကောင်းထောက်မစွာအသက်ရှင်ကျန်ရစ်ခဲ့တဲ့သူရဲ့မျက်နှာမူရပဲငါပြန်လည်မွေးဖွားလာခဲ့ပြီးချူရှီရွဲဟာအငှမင်သက်စွာနဲ့သူ့ရဲ့လက်တွေကိုပြန်ကြည့်နေခဲ့တယ်သူချက်ချင်းပဲလူအုပ်ကြီးကိုဝေးဝဲကြည့်လိုက်တယ်အဲ့ဒီနောက်သူ့ရဲ့အကြည့်ကလူအုပ်ထဲမှာရက်နေတဲ့ချောမောတဲ့လူငယ်တယောက်စီမှာရက်တန့်သွားခဲ့တယ်အတိတ်ဘဝကအမတ်တရားတွေဟာစီးဆင်းလာခဲ့တယ်လူသားပြည်တော်စုဟာဂျေဒါယာပင်လေမဟာမိတ်ဖွဲ့ရဲကိုဝင်ရောက်ခဲ့ပြီးလွှမ်းမိုးချုပ်ကင်နိုင်တဲ့အတန်အဖြစ်ရင်းမြန်စွာရောက်ရှိလာခဲ့တယ်အဲ့ဒီအချိန်မှာပဲပြည်တော်စုရဲ့ခေါင်းဆောင်ဟာသူ့ရဲ့ကဘာမြေကအတန်းဖော်ကူရှင်းကျွဲဖြစ်နေမှန်းသူတီးလိုက်ရတဲ့အတိတ်ဘဝတုန်းကသူဟာသူ့ရဲ့စစ်တင်မောအုပ်စုကိုလူသားပြည်တော်စုစီကိုတိုက်ရိုက်ဦးတည်မောင်းနှင်ခဲ့ဘူးတယ်ဒါပေမဲ့သူမရောက်ခင်မှာပဲသူဘယ်တော့မှမေ့လို့မရမယ့်အရာတစ်ခုကိုမြင်တွေ့ခဲ့ရတယ်နှစ်ပေါင်းဘီလီယံကြီးတောက်လောင်ခဲ့တဲ့ကျေတပွင့်ဟာဘီလူးကြီးတစ်ကောင်ရဲ့အကြည့်အောက်မှာဖြည်းဖြည်းချင်းမင်းမိန်ပြီးတည်ဆုံးသွားခဲ့တယ်သူ့ရဲ့စစ်တင်မောအုပ်စုဟာအရေးပေါ်အချက်ပြမှုကိုတောင်မပိုးနိုင်ခဲ့ဘူးတန်တရားဖြစ်เสียမလို့ပဲအဲ့ဒီအရာမှာစစ်လက်နက်နဲ့နောက်ွယ်ကစစ်တင်မောအုပ်စုဟာလူသားပြည်ထောင်စုကနေလာတာဖြစ်တယ်သူ့ရဲ့နောက်ဆုံးချိန်မှာတော့စချောင်းငါတစ်ခုလုံးကိုပြည့်နှံ့သွားခဲ့တဲ့အနာဂတ်ဟော်ကင်းတစ်ခုကသူ့စိတ်ထဲမှာပဲတင်ထက်နေခဲ့တယ်ဂျေဒါယာပင်လေမဟာမိတ်ဖွဲ့ရဲမှာအနာဂတ်ကိုကြည့်ရှုချင်တဲ့သူတွေဟာကပေးတစ်ခုရောက်လာတော့မယ်ဆိုတာကိုကြိုတင်မြင်ခဲ့ကြတယ်အဲ့ဒါကအတိရန်ရှိရဲ့တတဝါတိုင်းအတွက်အသက်နဲ့တည်ခြင်းတရားကပေးပဲလုံးဝညီညွတ်မှုနဲ့အဆုံးမဲ့ဆွတ်လွတ်အနစ်နာခံမှုတွေရှိမှသာအဲ့ဒါကိုကြော်လွှားနိုင်လိမ့်မယ်ကပေးကအမှန်တကယ်ဘာလဲဆိုတဲ့ theory တွေကတော့အမြဲတမ်းထူးဆန်းနေခဲ့တယ်စချောင်းငါပြင်ဘက်ကတားရဲတွေကျူးကျော်လာတာမျိုးဒါမှမဟုတ်စက်ရုပ်အတိရန်တွေကဂျေဒါယာရီစီပြည့်နှံ့သွားတာမျိုးဒါမှမဟုတ်အခြားတိုင်းဆက်ကစစ်ပွဲတွေဒီဘက်ကိုကူးဆက်လာတာမျိုးဒါပေမဲ့အခုတော့အားလုံးရှင်းလင်းသွားပြီးအဲ့ဒီကပေးကအမြဲတမ်းမင်းပဲဖြစ်နေခဲ့တာချူရှီရွဲဟာကုရှင်းကျွဲကိုစိုက်ကြည့်ပြီးဆုံးဖြတ်ချက်ချလိုက်တယ်ဒီဘဝမှာတော့မင်းတစ်စကြောင်ငါလုံးကိုဒုံလို့စေမဲ့စွမ်းအားစုကြီးမဖြစ်လာခင်မှာမင်းရဲ့အနောက်ကနေငါဘယ်တော့မှလက်မလွတ်ပဲလိုက်ပါတော့မယ်ဒါကြောင့်စောင့်ကြည့်နေတဲ့လူတိုင်းရဲ့ရှေ့မှာသူဟာလူသားစစ်စစ်ကိုပဲရွေးချယ်လိုက်တယ်ဘာတုံဆိုင်မှုမှမရှိဘူးယဉ်ကျေးမှုအဆင့် S မျိုးနွယ်ကလူသားဖြစ်တတ်မှတ်ပြီးယဉ်ကျေးမှုတတ်မှတ်ချက်ကတော့လူသားပြည်တော်စုအဲ့ဒီရွေးချယ်မှုတစ်ခုတည်းကတင်ငကားနိုင်ငံတော်တစ်ခုလုံးကိုတုံ့လောက်သွားစေခဲ့ပြီးအင်တာနက်တုံ့ပြန်မှုတွေဖြစ်ပေါ်စေခဲ့တယ်ဘာလဲအဲ့ဒါက S အဆင့်ယဉ်ကျေးမှုကြီးလေချူရှီရွဲမင်းတကယ်ပဲလူသားစားပြုမှုကိုရွေးချယ်လိုက်တာလားအဲ့ဒါကမိမိလက်မောင်းကိုမိမိပြန်ဖြတ်လိုက်တာနဲ့အတူတူပဲမဟုတ်ဘူးလားအကယ်လေသူဂျပန်မျိုးနွယ်ကိုရွေးချယ်ခဲ့ရင်သူအများကြီးပိုတမနိုင်ဒါပေမဲ့ကုရှင်းကျွဲကသူ့ရဲ့ရွေးချယ်မှုကိုမြင်တဲ့အခါမှာတော့သူ့မျက်လုံးတွေထဲမှာလေးစားမှုတွေပြည့်နေနေခဲ့တယ်သူဟာချူရှီရွဲကိုစစ်မှန်တဲ့လူသားတစ်ယောက်အဖြစ်အတိအမှတ်ပြုလိုက်တယ်အဲ့ဒါကသူပေးနိုင်တဲ့အမြင့်ဆုံးချီးကျူးစကားပဲဆာဂူယာနိုင်ငံတော်နဲ့တုတ်ကောက်နိုင်ငံတော်ကတော့အဲ့ဒါကိုမြင်ပြီးဟာရေမောကြတော့တယ်လွန်ခဲ့တဲ့မိနစ်ပိုင်းကမနာလိုမှုတွေအားလုံးချက်ချင်းပြောက်ကွယ်သွားခဲ့တယ်ငါတော့ရေရလုံးလို့သေးတော့မယ်ဒါဟာငကားနိုင်ငံတော်စီကနေမျောလင့်ထားတဲ့အတိုင်းပဲအမှန်အတိုင်းအပြောရရင်အကောင်းဆုံးဖဲချက်ကိုအញ្ញံဆုံးကစားပြသွားတာပဲနိုင်ပွဲကိုလက်ထဲထည့်ပေးတာတောင်မင်းတို့ကတော့စင်ပေါ်မှာတော့ချူရှီရွဲဟာဝေဖန်တန်တွေကိုလုံးဝနားမထောင်ခဲ့ဘူးအခုအချိန်မှာတော့သူ့မျက်လုံးတွေထဲမှာကုရှင်းကျွဲတယောက်ပဲရှိတယ်နိုးထပြီး10မိနစ်အကြာမှာတော့ကစားသမားအားလုံးဟာဂလက်စီကဘာစီကိုချက်ချင်းရွှေ့ပြောင်းခြင်းခံရမှာဖြစ်တယ်ဝန်ခံလိုက်စမ်းပါမင်းတို့တွေအဲ့ဒီယွန်စရာကောင်းတဲ့ကြိုသားတတဝါတွေကိုလုံးဝမုန်းတာပဲမလားအသက်ရှင်ကျန်ရစ်ဖို့အတွက်နိုင်ငံတီးတီးကကစားသမားတွေဟာကြိုသားတွေကိုလက်ခံပြီးသူတို့ရဲ့လူသားဆန်မှုကိုဆွန့်လွတ်ခဲ့ကြတယ်ငါလားငါကတော့ဘာမှတောင်တုံဆိုင်မနေခဲ့ဘူးစစ်မှန်တဲ့လူသားစစ်ပဲဘာမေးခွန်းမှမရှိဘူးအဲ့ဒီနောက်ငါပိုင်တဲ့ထဲမှာသူ့ကိုယ်သူလူသားလို့ခေါ်နေရဲ့အယုတ်ဆိုးတဲ့ကြိုသားတစ်ကောင်ကိုတွေးလိုက်ရတော့ငါတော့သက်ထွက်သွားတယ်ငါချက်ချင်းပဲအပြက်ရှင်းပစ်ဖို့အမင်းထုတ်လိုက်တဲ့ကဘာမြဤပြည်တောင်စုကိုလူသားပြည်တောင်စုလို့အမိပြောင်းလိုက်ပြီးအဲ့ဒီအချိန်မှာပဲစတုတ်ထမြောက်ကပေးစနစ်ကစတင်အသက်ဝင်လာခဲ့တယ်။ငါဟာဖြက်စီးခြင်းချေမုန်းခြင်းနဲ့ယဉ်ကျေးမှုလူအဖွဲ့အစည်းတွေကိုကျွံပြူခြင်းဆိုတဲ့ကပေးပုံစံတွေကိုအပြည့်အဝဝင်ရောက်သွားခဲ့တဲ့အားလုံးဟာဂလက်စီနေပညာတွေကိုရယူဖို့အတွက်ဖြစ်ပြီးအခြားသူတွေကတော့ဝန်ခံလိုက်စမ်းပါမင်းတို့ဝန်ခံ